data breach ဖြစ်တယ်ဆိုတာကအဖွဲစည်းတစ်ခုရဲ့လှို့ဝှက်အချက်လက်ကျွန်တော် confidential data တွေကိုခွင့်ပြုချက်မရှိဘဲနဲ့အပြင်လူတစ်ယောက်ကဒါမှမဟုတ်ရင် hacker အဖွဲ့ကဝင်ရောက်ကြည့်ရှုတာတွေခိုးယူတာတွေဒါမှမဟုတ်ရင်ကူးယူသွားတဲ့ဖြစ်ရပ်တွေကိုခေါ်တာဖြစ်ပါတယ်ရိုးရှင်းပြောရင်ဒါကနော်ကျွန်တော်အိမ်တကားကိုဖောက်ထွင်းပြီးတော့တခိုးကကျွန်တော်တို့ရဲ့အရေးကြီးတဲ့စာရွက်တွေငွေစည်ရင်းတွေကိုခိုးသွားတာ ਨੇ အတူတူပါပဲဒါပေမဲ့ဒီနေရာမှာတခိုးကနော်ရုပ်ပိုင်းဆိုင်ရာအိမ်ထဲဝင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ internet ကနေတစ်ဆင့်နော်ကျွန်တော်တို့ company တွေရဲ့ database တွေထဲကိုချိုးဖောက်ဝင်ရောက်တာဖြစ်ပါတယ် data breach တွေကဘယ်လိုဖြစ်တတ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ဥပမာအားဖြင့်ကျွန်တော်တို့ hacker တွေတိုက်ခိုက်တာကနေပြီးတော့ကျွန်တော်တို့ data breach တွေဖြစ်တယ်ကျွန်တော်တို့ cyber ရာဇဝတ်ကောင်တွေကဒီ company တွေရဲ့လုံခြုံရေးအားနည်းချက်တွေကိုကျွန်တော်တို့အသုံးချပြီးဝင်ရောက်တာတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ malware ဆိုတဲ့ကျွန်တော် bias တွေနော်ပြီးရင်မကောင်းတဲ့ software တွေနော်ဒါတွေကနေတစ်ဆင့်ကျွန်တော်တို့နော် bias ဝန်ထမ်းတွေကကျွန်တော် bias ပါတဲ့ email attachment file တွေကိုကျွန်တော်နှိပ်မိပြီးတော့ကျွန်တော်အဲ့ဒီ bias ကနေတစ်ဆင့် company ရဲ့ data တွေကိုပြန်ပြီးတော့ခိုးယူသွားတဲ့ဖြစ်စဉ်တွေပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဗာလဲဆိုတော့company ဝန်ထမ်းတွေဒါမှမဟုတ်ရင်ကျွန်တော်တို့တယောက်ယောက်ကနော်ရည်ရွယ်ချက်ရှိဒါမှမဟုတ်လည်းမရည်ရွယ်ဘဲနဲ့ data တွေကိုအပြင်ကိုနော်ပေါက်ကြားစေတာမျိုးတွေဥပမာပေါ့ USB stick ပျောက်ပြီးတော့တခြားလူတယောက်ကောက်တွေ့ပြီးတော့ဒါမျိုးတွေအပြင်ဘက်ကိုပေါက်သွားတာမျိုးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နော်phishing လို့ခေါ်တဲ့ကျွန်တော်တို့တိုက်ခိုက်မှုပုံစံမျိုးပေါ့ဒါကဘာလဲဆိုhacker ကကျွန်တော်တို့နော်ကျွန်တော်ဝန်ထမ်းတရားရောက်ကိုကျွန်တော်အတူအပ website တစ်ခုစီကိုကျွန်တော်တို့ခေါ်သွားပြီးတော့အဲ့ဒီ hacker ရဲ့နော် account နော် user name နဲ့ password တွေကိုလိမ်လည်ပြီးရယူတာမျိုးတွေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နော်misconfiguration လို့ခေါ်တယ် misconfiguration လို့ခေါ်တယ်ကျွန်တော်စနစ်သတ်မှတ်ချက်တွေနော်မူမမှန်တာပေါ့မှားရင်းတာပေါ့ဥပမာပေါ့ cloud server ဥပမာ AWS နော် S3 bucket ကိုကျွန်တော် public လို့မှားပြီးတော့နော်တတ်မှတ်မိဒါတွေကြောင့်ကျွန်တော် data တွေ internet ပေါ်မှာပေါက်ကြားသွားတယ်ပေါ့နော်ဒါမျိုးတွေပေါ့နော်ဟုတ်ပြီကျွန်တော် data breach တစ်ခုဖြစ်ရင်ဘာတွေအကိုးခံတတ်လဲဆိုလို့ရှိရင်ကျွန်တော်ကိုကြီးကိုတာအချက်လက်တွေနော်ဘာလဲဆိုရင်နော်နာမည်တွေနေရာလိပ်စာတွေမွေးတက်ကလေးမှတ်ပုံတွေနံပါတ်ကျွန်တော်ဖုန်းနံပါတ်စသဖြင့်ဒါတွေပေါ့နော်နောက်တစ်ခုကျွန်တော်ဘန်နာရေးအချက်လက်တွေပေါ့နော်credit card number တို့နော် bank account ချက်အလက်တွေကျွန်တော်ငွေပေးရှင်မှု history တွေဒါမျိုးတွေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့login ဝင်တဲ့အထောက်အထားတွေပေါ့ဥပမာ password နော် security question နဲ့ကျွန်တော်တို့သူရဲ့question နဲ့ answer တွေပေါ့နော်ဒါမျိုးတွေပေါ့နော်နောက်တစ်ခုကျွန်တော်ကုန်သွယ်ရေးလှုပ်ဝက်ချက်တွေဥပမာ company ရဲ့နော်သူ့ရဲ့တနာ design ဖောက်တဲ့စရင်ဈေးနှုန်းမဟာဗျူဟာဒါမျိုးတွေပေါ့နော်ကျွန်တော်တို့ဒီ data breach နဲ့ပတ်သက်ပြီးတော့လုံးဝနာမည်ကြီးဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကျွန်တော်တို့ရှိပါတယ်ဥပမာအနေနဲ့2019တုန်းကဖြစ်ခဲ့တဲ့เนาะ Facebook ရဲ့ data breach မှတ်တမ်းမှာဆိုကျွန်တော် Facebook user တွေရဲ့တန်း930ရဲ့ကျွန်တော်တို့ဖုန်းနံပါတ်တွေအမည်စာရင်းတွေပေါက်ကြားမှုတွေဖြစ်သွားတယ်အဲ့ဒီပေါက်ကြားမှုဖြစ်တဲ့အကျိုးဆက်ကဘာတွေဖြစ်လာလဲဆိုတော့ online ပေါ်မှာလိမ်လည်မှုတွေကျွန်တော်တို့ပိုးမို့တိုးပွားလာတယ်ဒါကလုံးဝနာမည်ကြီးဖြစ်စဉ်တစ်ခုပါเนาะဟုတ်ပြီ data breach ဖြစ်ရင်ကျွန်တော်တို့ဘာတွေဖြစ်လာနိုင်တယ်သူရဲ့စိုးကျိုးတွေကဘာဖြစ်လာနိုင်လဲဆိုပထမဆုံးအနေနဲ့ကျွန်တော်ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်ခိုးယူခံရတဲ့ကတ်နံပါတ်တွေကနေပြီးတော့ကျွန်တော်ငွေခိုးထုတ်ခံရတာတွေကုမ္ပဏီအနေနဲ့ဒဏ်ကြေးငွေတွေเนาะတန်းနဲ့ရှိပေးဆောင်ရတာဒါမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကျွန်တော်တို့သူ့ရဲ့ဂုဏ်သတင်းတွေပျက်စီးတာပေါ့เนาะဖောက်တယ်တွေကကုမ္ပဏီကိုယုံကြည်မှုပြတ်သွားပြီးတော့ကျွန်တော်เนาะလုပ်ငန်းနဲ့အဆင်မပြေတော့ဘူးလုပ်ငန်းတွေကြာဆင်းတာတွေဖြစ်တယ်နောက်တစ်ခုဥပဒေဆိုင်ရာအရေးယူခြင်းခံရတာတွေဖြစ်တယ်เนาะ data ကာကွယ်ရေးဥပဒေအရเนาะကျွန်တော်တို့ဒဏ်ရိုက်ခံရတာတွေရှိတယ်နောက်တစ်ခုidentity theft လို့ခေါ်တဲ့ကျွန်တော်ကိုယ်ပိုင်အထောက်အထားတွေခိုးယူခံရတာနဲ့ပတ်သက်ပြီးတော့ hacker တွေကနော်ခင်ဗျားတို့ကျွန်တော်တို့နာမည်တွေကိုသုံးပြီးတော့အကျွေးတွေတင်တာ account တွေဖွင့်တာတွေကျွန်တော်တို့လုပ်နိုင်တယ်ဟုတ်ပြီ data breach ဖြစ်တာကိုကျွန်တော်ဘယ်လိုကာကွယ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့เนาะတူးချင်းအနေနဲ့เนาะ account တိုင်းအတွက်တော့ကျွန်တော်တို့ password ကိုမတူအောင်သုံးပါเนาะ password manager ကိုသုံးလို့လည်းရပါတယ်เนาะပြီးတော့ two factor authentication ကိုကျွန်တော်ဖြစ်နိုင်တယ်မြ account တိုင်းမှာဖွင့်ပါပြီးရင်ကျွန်တော်တို့ account တွေကိုเนาะအပိုင် bing pong လိုမျိုး website မှာစစ်ဆေးပါ breach ဖြစ်ခဲ့ရင်ချက်ချင်းစကားဝပြောင်းပါကျွန်တော်တန်တရားဖြစ်ဖွယ် email link တွေကိုလုံးဝမနှိပ်ပါနဲ့เนาะပြီးရင်ကျွန်တော်တို့ credit card တွေကိုပုံမှန်စစ်ဆေးပြီးခွင့်ပြုချက်မရှိဘဲ account ဖွင့်ခံရခြင်းရှိမရှိစောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะ data breach ဖြစ်ခဲ့လို့ရှိရင်ကျွန်တော်ချက်ချင်းလှုပ်ဆောင်ရမယ်အဆင့်တွေကိုကျွန်တော်ပြောပြပါမယ်ဟုတ်ပြီပထမဆုံးနံပါတ်1ချက်ကကျွန်တော် data တွေကိုချက်ချင်းကာကွယ်ရမယ်ဘာလဲဆိုတော့ကျွန်တော်ထိခိုက်ခံရတဲ့เนาะစနစ်တွေကိုချက်ချင်းပိတ်ပစ်တာမျိုး
ပြီးလို့ရှိရင်ကျွန်တော် internet ကနေဖြတ်တောက်ပစ်တာမျိုးလုပ်ရပါမယ်ပြီးရင်ကျွန်တော်တို့investigation အဆင့်ပေါ့နော်စုံစမ်းစစ်ဆေးတဲ့အဆင့်မှာကျွန်တော်ဘလို့ဝင်ရောက်ခဲ့တာလဲဘယ် data တွေကိုခိုးသွားတာလဲဆိုတော့ကျွန်တော်ရှာဖွေရမှာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့နော်ထိခိုက်ခံရတဲ့သူတွေကိုအကြောင်းကြားမှာဖြစ်ပါတယ်ကျွန်တော်ဥပဒေအရသတ်မှတ်ထားတဲ့အချိန်တော်အတွင်းကျွန်တော်တို့သုံးဆွဲသူတွေဘန်နေကျွန်တော်တို့အာဏာပိုင်အဖွဲ့အစည်းတွေကိုကျွန်တော်တို့နော်ဒါအတိပေးရမယ်ကျွန်တော်ဘယ် data တွေပါသွားတယ်ဘသူရဲ့အချက်လက်တွေပါသွားတယ်ပေါ့ဒါမျိုးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ data breach ကကျွန်တော် digital ခေတ်ရဲ့ကျွန်တော်အကြီးမားဆုံးကျွန်တော်တို့ဘေးရန်တဲ့တစ်ခုဖြစ်ပါတယ် data ဆိုတာဒီနေ့ခေတ်မှာကျွန်တော်တို့နော် new code လို့ဖြစ်နေတဲ့အတွက်ကျွန်တော် hacker တွေကကျွန်တော်ဒါတွေကိုအဆက်မပြတ်နော်ပြစ်မှတ်ထားတိုက်ခိုက်နေကြတာဖြစ်ပါတယ်သူကာကွယ်ဖို့အတွက်နည်းပညာတစ်ခုတည်းတည်းမလုံလောက်ပဲနဲ့ကျွန်တော်တို့လူနော်ကျွန်တော် feedback process technology နော်ဒီလူတွေကျွန်တော်တို့လုပ်ငန်းစဉ်တွေနဲ့ကျွန်တော်နည်းပညာတွေနော်ပေါင်းဆက်ပြီးတော့မှကျွန်တော်ခိုင်မာတဲ့လုံခြုံရေးရည်ကြည်မှုတို့ခေါ်တဲ့ security culture တစ်ခုတိစောက်ထားမှသာကျွန်တော်ဒီ NDA ကနေပြီးတော့ကင်းဝေးနိုင်မှာဖြစ်ပါတယ်